ကြားတဲ့ရေတွေကိုနှက်တယ်နော်ဒီမကြည့်လိုက်ဆိုရင်တော့ရောင်းစားကြောက်လေးတော့ဖြစ်မှထင်တာပဲရတော့လုံးစုဖြစ်နေရင်တော့မိုက်မှာဗျာနော်အပါလဲတော့မသိကျွန်တော်ချင်းတော့ပါမှထင်တယ်ဒါလေးအရေးဖြစ်ရင်တော့မိုက်တယ်ဗျာနော်နှက်နေမှာအိမ်ပြန်တော့မှဆိုပြီးတော့ဗျာမျောချောင်းလျှောက်ကျွန်တော်ဒီမျောချောင်းလျှောက်တက်လာလိုက်တာနော်ရကျင်လည်းအဲ့တိုင်ပဲဒီမှာလမ်းမှာပေါ်နေဗျာနော်အရေးကြောက်လေးကျွန်တော်လည်းတူတစ်ချက်ကြည့်မယ်နော်မြင်လားမသိနော်ဒါလေးဗျအရေးလေးဗျဒီမှာနော်မျောချောင်းလျှောက်မှာပေါ်နေနော်အရေးလားပါလဲတော့မသိကျွန်တော်ချင်းတော့ပါမှထင်တယ်ဗျာဒီမှာဒီဘက်ကတော့ချင်းနေမှာနော်အပဲ့တော့အပဲ့ပဲနော်ကြောက်ကတော့ပေါ်ကြည့်အောင်ကြောက်ကတော့အပဲ့ဗျာတင်းတိုင်းမနော်ကျွန်တော်ပြောတော့ချင်းလည်းပါရဲ့ချင်းကြလူပုံစံဖြစ်နေရနော်လုံးစုဖြစ်နေရင်တော့မိုက်မှာဗျာနော်အလုံးကတော့တော်တော်ကြီးမှာသူအမကြီးရှာမှာဗျာနော်ဒီမျိုးချောင်းမယ်အမရှာမှာအမကြီးရှာမှာနော်အလုံးကတော့တော်တော်ကြီးမဲ့ပုံစံမှာချင်းလေးတွေလည်းပါရဲ့နော်အကြီးကတော့ပြောမလို့ချင်းနဲ့နေတာပေါ့ဗျာဒီနေရာကြီးဆိုမဲတယ်ဗျာနော်နတ်တယ်ဒီကြီးအကြီးကတော့ဒီနေရာကြီးတော့အကြီးအားကောင်းတယ်ဗျာနော်မဲနေတာကြည့်လိုက်ကြောက်ကျင်လည်းအဲ့လိုပါဆိုနော်ကောင်းတာလေးတော့မရဘူးဗျာနော်ဒါဆိုရင်လည်းကျွန်တော်တို့သူ့ဟာလေးနဲ့သူဆိုရင်တော့ရောင်းစားကြောက်လေးတော့ဖြစ်မှထင်တာပဲရနော်အိမ်ရောက်မှကျွန်တော်ဓမီထောက်ကြည့်ရမှာဒီကြားတဲ့ရေတွေကိုနှက်တယ်နော်ဒီမကြည့်လိုက်ချင်းကြလူပုံစံတော့ဗျာနော်ကျွန်တော်တို့အိမ်ရောက်မှတခြားသိကြည့်မှာဒီကောင်တွေကတော့ကျွန်တော်ပြောသလိုချင်းနဲ့ရေနဲ့နဲနာလားဒါမှမဟုတ်အရေမှန်းနှက်တာလားမသိရနော်မဲတော့မဲနာဒီနေရာတွေကြည့်လိုက်တစ်ချက်ကြည့်လိုက်နော်ဒီမျိုးချောင်းလျှောက်ကျွန်တော်တက်လာတာမျိုးချောင်းပေါ်ပြန်တော့မယ်ဆိုပြီးမှတက်လာရင်လည်းဒါလေးအပယ်လေးကပေါ်နေလို့ဗျာနော်ဒီစိမ့်သိမ်းလေးမြင်လေးရလို့မို့ကြည့်လိုက်တယ်ဗျာနော်ဒါကျွန်တော်ဘူဂျိုလေးရိုက်ပြီးတော့ကိုတို့ပြပြရနော်ရပုံရနီလေးပုံစံလေးပေါ့ဗျာနော်ဒီမှာကြည့်လိုက်နော်ဒီမှာဒါနီကလည်းလှရမစိုးဘူးအချီပေါက်တွေတော့ကြောင်မျိုးလေးတွေတော့ကောင်းပါသေးဘာလို့လဲဆိုတော့ပြောရင်လှတယ်ဗျာနော်ချင်းလေးတွေနဲ့နင်းတာဒီဟာလေးတွေကျွန်တော်ပြောလို့ကတ်ချင်းလေးဖြစ်မလားချင်းပြူတွေဗျာနော်ပြောနေတာချင်းပြူတွေရကျင်အဲ့လိုပါတညနေလုံးရှာတာမရဘူးဗျာနော်ဒီပြန်တော့မယ်ဆိုမှမျိုးချောင်းလျှောက်တက်လာနေပြီးတော့မှရတယ်ကဲတလုံးကတော့အောင်မြင်စွာရပါကြီးလို့အောင်လိုက်စမ်းကွာဖေးလေးလို့အရေးဒီပါမဲနေတယ်ဒါလေးအရေးဖြစ်ရင်တော့မိုက်တယ်ဗျာနော်နှက်နေမှာခဲနေမှာအရေးတော့